ဒီကောင်လေးကတကယ်ကိုတင်ချပါရမီရှင်တယောက်ပါဒါပေမဲ့သူဟာစာမေးပွဲတိုင်းမှာတမင်တက်တာတုံညပဲရအောင်ဖြေခဲ့ပါတယ်သူရဆရာမတော်မှသူ့ကိုညံရင်နေရသူလိုထင်နေခဲ့တာပါဒါပေမဲ့တနေ့မှာတော့သူဖုံးကွယ်ထားတဲ့လွတ်အချက်ကပေါ်သွားခဲ့ပါတယ်လို့ပေါ်ကိုက်ဖတ်ဆရာတယောက်ကအဲ့ဒီကောင်လေးကအထက်တန်းကျောင်းဝင်ခွင့်စာမေးပွဲတုန်းကတင်ချဘာသာရက်မှာအမှတ်ပြရခဲ့တယ်လို့ဆရာမကိုပြောပြလိုက်လို့ပါဆရာမဖြစ်သူကနားနဲ့မဆိုင်အောင်အံ့ဩသွားခဲ့ပါတယ်ကျောင်းရဲ့တင်ချပြိုင်ပွဲကလည်းနီးနေပြီဖြစ်တာကြောင့်သူမကအဲ့ဒီကောင်လေးကိုအတန်းကိုစားဝင်ပြိုင်စေခြင်းခဲ့ပါတယ်ဒါပေမဲ့ဆီယာမကဘလောက်ပဲတောင်းဆိုပါစေသူကတော့လုံးဝဝင်မပြိုင်ခြင်းခဲ့ပါဘူးစာတင်ရတာဟာအလကားပဲလို့တော့သူကပြောခဲ့ပါသေးတယ်ဆရာမလည်းစိတ်ပြက်လက်ပြက်နဲ့ရုံးကန်ကိုပြန်လာပြီးဒေါသတွေထွက်နေခဲ့ပါတယ်သူဘာလို့ဒီလောက်တောင်မောက်မာနေရတာလဲဆိုတာကိုသိရအောင်သူ့ရဲ့မှတ်တမ်းတွေကိုစစ်ဆေးကြည့်လိုက်တဲ့အခါမှာတော့ဆရာမတကူလုံးစွန့်သွားတာပါအဲ့ဒီကောင်လေးဟာငငယ်ကလေးကတင်ချပြိုင်ပွဲပေါင်းမြောက်စွာမှာချန်ပီယံဆုတွေရရှိခဲ့မှုဖြစ်နေလို့ပါဒါကြောင့်ဆရာမကသူ့ရဲ့ပါရမီကိုယုံကြည်ပြီးပြိုင်ပွဲဝင်စင်းထဲမှာသူ့နာမည်ကိုအတင်ထည့်လိုက်ပါတော့တယ်အဲ့လိုနဲ့တင်ချစာမေးပွဲတိုင်းမှာတုံညပဲရမှုတဲ့သူကပြိုင်ပွဲဝင်ဖို့ဖြစ်လာတဲ့အတွက်အားလုံးကအံ့ဩကုန်ကြတာပေါ့တတိယရှိနေသူကိုတက်သေးပြဟိုတဲ့ဆီယာမကအကြောက်တင်မှုပေါ်မှာပုတ်စာတပုတ်ကိုရေးလိုက်ပြီးအဲ့ဒီကောင်လေးနဲ့တခြားចောင်းတန်း၃ယောက်ကိုတွက်ခိုင်းလိုက်ပါတယ်တခြား၃ယောက်ကအတေးအတန်းတွက်ချက်နေချိန်မှာသူကတော့အေးအေးဆေးဆေးပါပဲပိုပြီးလွယ်ကူတဲ့နီးလန်းကိုတိနေနေတယ်လို့မျိုးပေါ့တခြားသူတွေတော်တော်တီးသွားတဲ့အချိန်ကြမှာသူကစတင်တွက်ပြပါတယ်သူ့ရဲ့ပုတ်စာတွက်ပုံတွက်နည်းတွေကိုမြင်လိုက်ရတဲ့အခါမှာတော့အားလုံးကမြစ်တတ်သွားကြပြီးသူ့ရဲ့ပါရမီကိုအတိအမှတ်ပြုလိုက်ကြရပါတယ်ပြိုင်ပွဲတွေရောက်လာတဲ့ခါမှာတော့တခြားပြိုင်ပွဲဝင်တွေကပုတ်စာတွေကိုအာယုံစိုက်ပြီးတုံတုံရင်းရင်းနဲ့တွက်နေကြပေမဲ့သူကတော့ပုတ်စာကိုတစ်ချက်ကြည့်လိုက်ရုံနဲ့အခေကိုတန်းပြီးထုတ်ပြောနိုင်ခဲ့ပါတယ်ပြိုင်ပွဲအစင်းစင်းကိုကြော်ဖြတ်ပြီးနောက်မှာတော့နောက်ဆုံး2သိန်းပဲကျန်ပါတော့တယ်ပုတ်စာတွေကလည်းပိုပြီးခက်ခဲလာလို့ PR တွေအားလုံးကလည်းသူ့အပေါ်မှာပဲကြာရောက်နေပါပြီအဲ့ဒီနောက်မှာဘာရီဆက်ဖင်လဲဆိုတာကတော့အားလုံးကိုအန်ဟာတင်